အာတီတာစကင်တော့ဆိုတာဆာကာကဘယ်ချမ်းဖူးပတ်နော်ဘယ်ချမ်းဖူးပတ်ဒါညာချမ်းမှာမေလန် nice တို့ပါတော့ဒီလို squad ကနေပေါ့လေဒါအရှိမလည်းသူလာကာဆက်တို့ဒီဥပမာဥပန်းပေးရလို့ဆိုတာသူခောက်ပလိုက်တယ်ဝေဖန်မှုတွေအများကြီးခံရတယ်ဒါပေမဲ့ဒီကြားထဲရပဲအချိန်တန်တော့နောက်ဆုံးဖြစ်လာခဲ့ပြီပေါ့လေအခုကတော့ဖလားတစ်လုံးဒီ major ဖလားတစ်လုံးစရတာဆိုတော့ကျွန်တော်တို့ Arsenal ပရိသတ်တွေကတော့ဒါကကျွန်တော်တို့ပြန်တိဆောက်လာခဲ့ရတဲ့ face ရဲ့ပထမဆုံးအဖွင့်ဖလားလို့ပဲအားလုံးကတော့သတ်မှတ်ထားပါတော့နောက်ပိုင်းကျမှသူကသူတခြားဖြစ်တာကတော့တစ်ပိုင်းပေါ့နော်စိတ်ခံစားချက်တွေကတော့ဒါဒီ process ကလည်းအဆင်ပြေသွားတယ်ဒီ process ရဲ့ရလက်ကိုလည်းကျွန်တော်တို့ပထမဆုံးအဖွင့်အနေနဲ့ဖောက်လိုက်နိုင်ပြီဆိုတဲ့ခါကျတော့အဲ့အတွက်တော့တော်တော်လေးဝမ်းသာတယ်ပေါ့နော် Press MU ပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီတစ်ခေါက်တော့ဒါ collaboration လေးပေါ့လေဒါလာမယ့်29ရက်နေ့ညမှာ Champions League ပိုလူပွဲအဖြစ်ဒါ Arsenal နဲ့ PSG တို့ကစားဖို့လည်းရှိတယ်ဆိုတော့ဒါကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ဆိုတာမျိုးထက်ပေါ့လေဒါကျွန်တော်ရဲ့ညီလေးလို့လည်းပြောလို့ရတယ်ဒီ Arsenal အသင်းရဲ့ပရိသတ်လည်းဖြစ်တယ်ဒီ after game week နဲ့ဒီ invisible channel တွေရဲ့ပဲ့ကန်ရှင်ညီလေးလည်းဖြစ်တယ်ပေါ့လေဒါပရိသတ်တွေကတော့ဒါစီကံမဲ့အမိုက်မပြစ်ပါနဲ့ဆိုတဲ့စကားလေးကြားရင်ဒီညီလေးကိုမှတ်မိလိမ့်မယ်ထင်ပါတယ်ဒီလိုကတော့သူနည်းနည်းလေးပျောက်နေတာပေါ့လေဆိုတော့လက်ရှိမှာသူက Arsenal အားပေးတာလေတော်တော်လေးကိုကြာပြီသူ Arsenal နောက်ဆုံး Premier League ဖလားရတော့သူငယ်တန်းလားတန်းလားပဲရှိသေးတယ်ဆိုတော့ဒါကိုယ့်ရဲ့ဒီဘလုံးပွဲကြည့်တဲ့အရွယ်မှာပထမဆုံးမြင်တွေ့ရမယ် Arsenal ရဲ့ major ဖလားဘူလူပွဲလည်းဖြစ်လာမယ်တစ်ဖက်မှာလည်းဒါ Premier League ကတိမ့်ပိုက်ပြီဆိုတဲ့အနေအထားပေါ့လေဆိုတော့ဒီညီလေးနဲ့အတူကျွန်တော် Arsenal အကြောင်းလေးတွေကိုသုံးသပ်ဆွေးနွေးပြသွားဖို့ရှိပါတယ်ခင်ဗျာညီလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုကဟုတ်အကိုတို့မိနစ်ကတော့တစ်ခေါက်ပေါ့နော်အဲတော့ကတော့ဒါ after game week မှာထင်တယ်ကိုတို့ပြောပြခဲ့ကြသေးတယ်ဒါပေမဲ့အဲ့နှစ်ကတော့ဒါ Arsenal ဒုတိယနဲ့ပဲအဆုံးသတ်သွားပါလေဆိုတော့ဒီဒုတိယဇလန်းနေလေဒီရာသီမှာတော့အဆုံးသတ်သွားပြီဆိုတော့လောက်ပါအောင်ကြီးလေးဘယ်လိုခံစားရလဲပေါ့နော်ဒီလက်ရှိလောဆယ် Premier League ရထားပြီပေါ့လောဆယ်တော့ဟိုလက်ရှိကတော့ Premier League ပေါ့နော် Champions League ကတော့နည်းနည်းလိုသေးတဲ့ခါကျတော့ Premier League ကတော့အခုပြောသလိုပဲကျွန်တော်လည်းဘလုံးပွဲအဲ့ Arsenal ဖလားဆရတဲ့နှစ်က2000ဖလားဆရတော့ဖြစ်သွားပြီ Arsenal နောက်ဆုံးဖလားရခဲ့2003-2004မှာကျွန်တော်ကသူငယ်တန်းတန်းပဲရှိသေးရပါတော့အဲ့တော့ဘာမှမသိသေးရဲ့ပြောနော်ကျွန်တော်ဘလုံးပွဲကိုစပြီးကြည့်တော့10တန်းပြီးကစား2014လောက်ဆိုတော့အဲ့အချိန်က Arsenal ကတော်တော်ခွေးဖြစ်နေတဲ့ Arsenal ပေါ့နော်2015 Leicester ရသွားတဲ့နှစ်လောက်ပဲကျွန်တော်နီးနီးကက်ကက်ရှိပြီးတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ Arteta ရောက်လာပြီးနောက်ပိုင်းနှစ်တွေကြာမှသာအဆင့်နှစ်ကို3နှစ်သက်တိုက်ရတယ်ပေါ့နော်ပြီးတော့ဒီနှစ်မှဒီကျွန်တော်တို့ချန်ပီယံပြန်ဖြစ်ရတယ်ပေါ့နော်အဲ့ခါကျတော့ဟိုကျွန်တော်အတွက်ကြတော့ဘယ်လိုပြောရမလဲအကြီးမားဆုံးအောင်မြင်မှုပေါ့နော်အသင်းအတွက်ကကျွန်တော်တို့မြင်ခဲ့တဲ့ဒီဖလားမြောက်တယ်ဆိုတော့ FA Cup လောက်ပဲရှိတာ။ FA Cup ဆိုတာကြောင့်လည်းတိတ်ပြီးတော့အရင်ဟိုကြီးမားတဲ့အောင်မြင်မှုမဟုတ်နေတဲ့ခါကျတော့ဗျာလက်ရှိမှာဟို Premier League ဖလားကိုဒီ social media ခေတ်မှာဗျာမျက်မြင်ကိုတွေမြင်ရမယ်ဆိုတဲ့ feeling ကဟိုပြောလို့တောင်မတက်နိုင်ဘူးပေါ့နော်အစကတော့အများကြီးပြောမယ်ကြံထားရမယ်တကယ်ရသွားတဲ့အချိန်မှာအဲ့လိုဘာပြောလို့ပြောရမှန်းကိုမသိတဲ့အနေအထားที่ကျွန်တော်တို့ဖြစ်တယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲ realize ကိုပြန်လုပ်ယူနေရတာဗျာတိလားငါတင် fly ရပါပြီ fly ရပြီးသွားပြီပဲဆိုတာကြီးကိုပေါ့နော်အဲ့လိုကြီးပေါ့လူကတော့လောလောဆယ်ခံစားချက်ကတော့ဟုတ်တယ်ညီလေးအဲ့ဒါဟိုအကိုဆိုလဲဒါကျွန်တော်ဆိုလဲဒါကျွန်တော်လီဗာပူးပြည်သက်ပေါ့နော်ဝင်လင်းပြောရရင်ဆိုတော့အကိုတို့လည်းအဲ့လိုပဲဒါ Champions League ဖလားကိုရန်ကလော့ပလက်ထက်မှာပြန်ပြီးရတော့လေထဲမြောက်နေသလိုပဲပေါ့နော်အကိုတို့ကအဲ့ဖလားဟိုဘလူးပွဲမရောက်ခင်ဆီဖိုင်နယ်ဘာစီလိုနာကိုခံပတ်ပြီးတဲ့အဲ့လိုမျိုးစိတ်မျိုးဖြစ်သွားတာပေါ့နော်တကယ်ရပြီးတဲ့အချိန်မှာလည်းစိတ်ချက်ကြွရတယ်ပေါ့နော်အဲ့ခံစားချက်ကတကယ်ပေါ်ပြဖို့လည်းခတ်ပါတယ်ဆိုတော့ Arsenal ကအကိုတို့ငငယ်တော့ပေါ့နော်တောက်လျှောက်မနိုင်ပြောရရင်ဒါဖလားတွေမရပါမယ်ကြောက်ခဲ့ရတဲ့အသင်းပဲအာဆင်ဗင်ကလက်ထက်မှာတွေကလည်းဒါဒီဘာတိုဆေးဗာတို့ဗီယရာတို့အဲ့နောက်ပိုင်းကျတော့လေတကယ်ဟိုကြောက်ဖို့ကောင်းတဲ့ကစားသမားတွေပေါ့လေဒါဂျန်ဝေရှီယာတို့ဒီဟာဘီတို့ဒီမတိုင်ခင်မှာလည်းဒါအလက်ဇန်နာဟက်ဖာဗရီဂတ်နော်အလက်ဇန်နာဆောင်းဒီထိုင်ကွင်းနဲ့3ယောက်ဆိုလဲကြောက်စရာကြီးဆိုတာဒါ3ယောက်လုံးကိုဒီဘာစီလိုနာကဆွဲဆပစ်ခဲ့တာပေါ့လေဒီအဲ့နောက်ပိုင်းမှာတော့ဒါဦးနိုင်အမ်ဘရီလက်ထက်မှာတော့ဒါယူရိုပါလိပိုလူဝဲတက်တယ်ချက်စီကိုဒါသူတို့အရေးနိုင်ခဲ့တယ်ပေါ့လေဒါပေမဲ့အဲ့နောက်ပိုင်းအဲ့ဒီဟာဒီရဲ့နောက်ပိုင်းလေးမှာတော့အာဆင်နယ်ကိုPremier League ပြိုင်မဲ့အသင်းတွေနည်းနည်းလေးကြောက်စိတ်ကင်းမဲ့ခဲ့တဲ့ကာလလို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒီအချိန်ဒီမှာအာတီတာအနေနဲ့ဒါကို trust the process ပေါ့လေဒါဒီလုပ်ငန်းစဉ်ကိုယုံကြည်ပါဆိုတဲ့အနေအထားလေးနဲ့ဒါဘုတ်ဖွဲ့ကလည်းသူ့ကိုယုံကြည်မှုပေးခဲ့တယ်ဒီပုံမှာသူဒီရာသီပေါ့လေ2025-26ရာသီမှာတော့အကောင်းဆုံးတုံ့ပြန်ပြနိုင်ခဲ့ပြီလို့တော့ထင်တယ်ဆိုတော့အရင်ရာသီဇလန်ကတော့ဇယိုးကတော့ဒါပြိတ္တတွေလည်းသိပြီးသားပေါ့လေဆိုတော့ဒီရာသီမှာညီလေးမနစ်ကအကိုတို့ပြောတော့ဟာလေညီလေးကိုအကိုမေးတယ်ဒီအာဆင်နယ်ကဒီရာသီကမနစ်ကပေါ့လေဟို maximum level ကိုရောက်သွားပြီလား max ဖြစ်သွားပြီလားဆိုတော့ညီလေးအာတီတာပြောပုံရဒီ process လေးဒီပြီးမြောက်ဖို့ဆိုရင်
အပိုင်းစာလေးတစ်ခုကြံသေးတယ်ဆိုတော့အဲ့ဒီပိုင်းစာလေးကဒီရာသီမှာရှိခဲ့လိုက်လို့ဒီလိုအောင်မြင်လာတာညီလေးဘယ်လိုခံစားရလဲပြောရရင်တော့သူ့ရဲ့ process ပေါ့နော်သူ့ရဲ့ process မှာ तू ကသူ့ face အရာဆိုလို့ရှိရင် Arsenal ကစောရောက်တယ်လို့ तू ပြောခဲ့တာဟိုinterview မှာလည်း तू တက်မှတ်ထားတဲ့အချိန်တည်းပို့ပြီးတော့စောရောက်တယ်ပေါ့နော်စောရောက်တယ်ဆိုတော့ဘယ်လို feeling လဲဆိုတော့ကိုကကျွန်တော်တို့ကအရင်တော့ကိုပြည့်လို့လည်းပြောပါတယ်ကဏ္ဍဆိုင်မှာဟိုတနေ့ကမှနားထောင်လိုက်တော့ကျွန်တော်အဲ့ကအတွေးလေးလည်းရှိလို့ပေါ့နော်အဲ့ဒါကျွန်တော်တို့ကကိုခံမှန်းထားတဲ့ဥစ္စာနဲ့မပြောပါဘူးဗျာဥပမာအစင်လေးဝင်ဖို့စူးစမ်းတော့ကကြတော့အစင်လေးကမဝင်ဘူးအဲ့တော့လည်း bottle တာပေါ့နော် bottle တဲ့ခါကျတော့မပြောရအောင်ကောင်းလာလို့အစင်လေးကိုမျောလိုက်မယ်ဆိုတော့နှစ်ကြတော့လေကောက်ပြီးတော့အစင်နှစ်နဲ့အဲ့ဖလားရလူနီးစီဖြစ်သွားလိုက်တဲ့ခါကျတော့မပြောရပြန်ဘူးဗျာအစင်နှစ်ရတယ်ဆိုတော့နောက်နှစ်တွေလည်းအဲ့လိုပေါ့နော်အသင်းကတိုက်တယ်ကွန်နတာအနေထားဖြစ်နေတဲ့ခါကျတော့အစင်လေးဝင်သည့်တိုင်အောင်မပြောရွှင်နိုင်ဘူးဗျာဘလို့အနေထားနဲ့မှကိုအဲ့ Arsenal ပြည်သက်ဖြစ်လာတာအဲ့ဒီ Premier League အဲ့လိုမျိုးပေါ့နော်မာရာသွန်လိုဥစ္စာမျိုးကြီးမှာအသင်းပြည်သက်တွေကဘယ်တော့မှမပြောရတာဖြစ်နေတာအဲ့ဒီအနေထားကနေအခုတော့သူ့ရဲ့နောက်ဆုံးကြံတဲ့ face တစ်ခုကိုစပြီးတော့စတယ်ပေါ့နော် face တစ်ခုမှာသူပြောတဲ့ပုံစံရဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲမပြီးသေးဘူးပေါ့နော် तू ကဒါပြီးရင် तू ချန်ပီယံလိပ်ယူဖို့ကြံအောင်မယ်ပြီးလို့ရှိရင်လည်းဒီဥရောပမှာတိတ်ခါရှိတဲ့ကြောက်ရတဲ့အသင်းအနေနဲ့ဆက်ပြီးတော့တရှိသွားဖို့ကသူ့ရဲ့နောက်ဆုံး phase ဖြစ်မယ်ထင်တယ်အဲ့ခါကျတော့အခုကတော့ဖလားတစ်လုံးဒီ major ဖလားတစ်လုံးစရတာဆိုတော့ကျွန်တော်တို့ Arsenal ပြည်သက်တွေကတော့ဒါကကျွန်တော်တို့ပြန်တိဆောက်လာခဲ့ရတဲ့ phase ရဲ့ပထမဆုံးအဖွင့်ဖလားလို့ပဲအားလုံးကတော့သတ်မှတ်ထားပါတော့နောက်ပိုင်းကျမှသူကသူတခြားဖြစ်တာကတော့တစ်ပိုင်းပေါ့နော်စိတ်ခံစားချက်တွေကတော့ဒါဒီ process ကလည်းအဆင်ပြေသွားတယ်ဒီ process ရဲ့ရလက်ကိုလည်းကျွန်တော်တို့ပထမဆုံးအဖွင့်အနေနဲ့ဖောက်လိုက်နိုင်ပြီဆိုတဲ့ခါကျတော့အဲ့အတွက်တော့တော်တော်လေးဝမ်းသာတယ်ပေါ့နော်မိခဲအတွက်ဘာလို့လဲဆိုတော့အသင်းကတော်တော်လေးကိုစုပ်ပြတ်တက်နေတဲ့အနေထားနေပြီးတော့ပြန်လည်စူးစီးခဲ့ရတာဆိုတဲ့ခါကျတော့တော်တော်လေးသူ့အတွက်လည်းတော်တော်ဝမ်းသာမိပါတယ်ကျွန်တော်ကတော့ဟုတ်ပါတယ်ညီလေးအာတီတာစကင်တော့ဆိုတာစာကာကဘယ်ချမ်းဖူဘတ်နော်ဘယ်ချမ်းဖူဘတ်ဒါရာချမ်းမှာမေလန်9 တို့ပါတော့ဒီလို squad ကနေပေါ့လေဒါအရှိမလည်းသူလာကာဆက်တို့ဒီဥပမီဥပန်ပီယန်တို့ဆိုဒါသူခောက်ပလိုက်တယ်ဟုတ်တယ်ကိုအဲ့ဒါမနေ့ကမှပဲသူ Sky Sport နဲ့ interview မှာလာပဲမသိဘူးပြောသွားသေးရပေါ့နော်အဲ့သူ့ရဲ့ဒီရာသီမှာတော်တော်လေးခက်ခဲတဲ့ဥစ္စာအဲ့ injury ကိစ္စပေါ့နော် injury မှာတယောက်ကနာတယ်နောက်တယောက်ကထပ်နာတယ်ဆိုပြီးတော့ခဏ injury နဲ့ပြဿနာကိုသူ mention သွားတဲ့အခါကျတော့ဒီရာသီလက်ရှိ squad နေထားနေရဆိုလို့ရှိရင်injury ဖြစ်နေသည့်တိုင်အောင်စားထိုးပြီးသုံးလို့ရသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဥပမာဘူကာဆာကာဆိုလည်းဒီနေ့နည်းနည်းငုံနဲ့ထည့်ရပါတယ်ပေါ့နော်သူ့ performance ဆိုလို့ရှိရင်ဒါပေမဲ့ဒီမက်ဒူကီကအကောင်းဆုံးမဟုတ်သည့်တိုင်အောင်အဲ့လိုအရင်နှစ်တွေတုန်းကလိုမျိုးပေါ့နော်ဆာကာနေရာမှာတခြားသူသုံးရတာတော့မာတင်နယ်လီကိုညာဝန်းထုတ်ပြီးသုံးရတာတော့အနေထားလောက်တော့မစိုးဘူးပေါ့နော်အဲ့ခါကျတော့အဲ့လိုခေါ်လိုက်တဲ့အနေထားတွေကလည်းကျွန်တော်တို့အဆင်ပြေသေးတယ်နောက်တစ်ခုအဲ့ဒီမော်စကေယာတို့ခေါ်လိုက်တဲ့အနေထားမှာလည်းစောစောပိုင်းကျွန်တော်တို့ဒီဆာလီဘာလားမသိဘူးနားတဲ့အချိန်မှာလည်းမော်စကေယာကတော်တော်လေးအဆင်ပြေအောင်သုံးနိုင်တယ်ပြီးတော့ဟင်ကပီရောပဲပေါ့နော်ဒီရာသီမှာကျွန်တော်တို့ဒီ left back right back နှစ်ခုလုံးကလည်းstable ဖြစ်မနေဘူးပေါ့နော်တင်ပါကတရားဒီလုံး stable ဖြစ်ခဲ့ရဆိုပေမဲ့နောက်ပိုင်းသားလေးမှာ तू တိုင်ပတ်သွားရပေါ့နော်အဲ့ချိန်မှာကျွန်တော်အစားထိုးသုံးရတယ်ဘယ်ချမ်းမှာလည်းအဲ့လိုပဲskelly တစ်ဖြက်ကစားလိုက်တခါCalafiori ကစားလိုက်နေပေါ့နော်အဲ့ခါကျတော့ဒီ squad depth ကိုကောင်းကောင်းဖြည့်လိုက်နိုင်တာကပဲသူ့ရဲ့ဒီတကယ် major flaw အဖွင့်အတွက်ကိုတော်တော်လေးအဆင်ပြေသွားစေရလို့ပဲပြောရတော့မှာပဲပေါ့နော်ရှေ့ရာသီမှာလည်း performance ကတော့22 23ရော23 24ရောမှာကတော်တော်လေးကောင်းကောင်းပြထားတယ်ပေါ့နော်လီဗာပူးရသွားတယ်24 25ရာသီလောက်ပဲအဲ့ဒီရာသီမှာတော့တော်တော်လေးနဲ့တိုင်ပတ်သွားပြီမယ်လို့အဲ့ရှေ့ရာသီ2ရာသီလောက်မှာဆိုလို့ရှိရင်ဒီသူ့ performance ရဆိုလို့ရှိရင်ရမယ်ဆိုရင်ရလို့ရတဲ့အနေထားကနေအဲ့ injury ကိစ္စပေါ့နော်အဲ့ဆာလီဘာနာသွားပြီး
တိုင်ပတ်သွားတာတို့အဲ့လိုမျိုးပေါ့နော် injury ကနေသူ့ကိုတော့ဒုက္ခပေးသွားရလို့ထင်တယ်ပေါ့နော်အဲ့ခါကျတော့ဒီယာတီရဲ့ဖြစ်တည်မှုကတော့အဲ့ဒီဘာတာရောက်လာမှုနဲ့အတူ squat up ကိုလည်းကောင်းကောင်းလှုပ်လိုက်နိုင်လို့ဒါကျွန်တော်တို့ဒီလိုမျိုးပေါ့နော်နောက်ဆုံးအချိန်ထိပေါ့နော်မာရသွန်ပြိုင်ပွဲဖြစ်နေတဲ့ခါကျတော့နောက်ဆုံးအချိန်ထိကျွန်တော်တို့ဟိုရေကုန်ရေကန်းကစားသွားနိုင်တယ်လို့ပဲကျွန်တော်ထင်တယ်ပေါ့ဟုတ်ပါတယ်ညီလေးအကိုလည်းအဲ့ဘိုင်းကဒါယာတီစတွေကအကိုဘယ်မှာလဲမသိဘူးပြောဘူးတယ်ပေါ့နော်အာဆင်နယ်လိုအပ်နေတာအဲ့ဘိုင်းခံမရခတ်တဲ့ကစားသမားတွေအရန်လူချင်းမှာရှိနေခြင်းဟိုအဇေးတို့အဲတော့မာရဂီတို့ဆိုလိုတာပေါ့လေကိုကဒီကစားသမားတွေကအာဆင်နယ်အာတီတာလိုနေတဲ့နောက်ဆုံးအစိပ်ပိုင်းလေးဖြစ်ဖို့များတယ်ပေါ့နော်ဒါကြောက်စရာအရန်ကောင်းသွားပြီတကယ်တမ်းမှာလည်းဒါထက်ထိုက်တန်တန်ပါပဲဒါပရီးမီးယားလိချန်ပီယံအဖြစ်ဒီယာတီကိုသိမ်းပိုက်နိုင်ခဲ့ပြီဆိုတော့ဒီလေအကိုတို့ပြောလာလေအချိန်တစ်ဝက်လောက်တော့ရှိပြီဆိုတော့အကိုတို့ချန်ပီယံလိဘက်လေးကိုလည်းတွားကြတာပေါ့လေဒီညမှာကျွန်တော်တို့ညီကိုနှစ်ယောက်ပြောဆိုနေတာလေးဒါပြည်သက်တွေလည်းကျွန်တော် bike ကိုပဲအခြေခံပြီးပြောနေတာပေါ့နော်ဒီညီလေးဆိုလဲဒါညီပြွားပိုင်း30ချက်တွေဒါအများကြီးဟုတ်ကဲ့အများကြီးဒါလုတ်ပေးခဲ့တာပေါ့နော်အာဆင်နယ်တသင်းနဲ့ဟိုမှာမဟုတ်သူအသင်းပေါင်းစုံကိုသူညီပြွားပိုင်း30ချက်တွေသူရဲ့အတွေးအမြင်တွေဖလှယ်ခဲ့တာတွေဘုဒ္ဓ share ပေးခဲ့တာအများကြီးပေါ့နော်ဒါပေမဲ့သူ့ကိုကျွန်တော်ကဒီကို fight တဲ့အခါမှာဒီအာဆင်နယ်ပြည်သက်တူအနေနဲ့ပဲသူ့ရဲ့ bike ကိုလိုချင်လို့ကျွန်တော်ဖိတ်ခေါ်ထားတာပေါ့နော်ဒီလာပြောပေးတဲ့ညီလို့လည်းအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီလေ PSG နဲ့ပေါ့လေ PSG နဲ့ပွဲမှာကိုအရင်ဆုံးသိချင်တာအဲ့ဒါကဇူဘီမန်ဒီပွဲထွက်နိုင်လားညီလေးပွဲထွက်အခင်းချင်းကိုဘယ်လိုမြင်လဲကျွန်တော်ထင်တော့ထွက်မယ်ထင်တယ်ဇူဘီမန်ဒီထွက်မယ်လို့ပဲထင်တယ်ကျွန်တော်ထင်ပေါ့နော်ဒါကတော့ဟိုပြောင်းဟိုအတွေးတွေကတော့မျိုးစုံရှိမှာကျွန်တော်စိတ်ထဲမှာတော့ဇူဘီမန်ဒီထွက်လိမ့်မယ်လို့ထင်တယ်ဟုတ်မှားနေတာပေါ့နော်ဒါကတော့ကိုယ့်ရဲ့ vibe ပဲပေါ့နော် vibe ရဆိုလို့ရှိရင်တော့ဇူဘီမန်ဒီထွက်လိမ့်မယ်လို့ထင်တယ်အဲ့လိုမျိုးအာတီတာရဲ့သူရန်သဘောကျတဲ့သူပဲဖြစ်မယ်ပေါ့နော်အဲ့ခါကျတော့သူ့အနေနဲ့ထွက်မယ်လို့ပဲကျွန်တော်တော့မျှော်လင့်ထားရပါတော့ဒါပေမဲ့အမျိုးမျိုးတော့ဖြစ်နိုင်တာပေါ့နော် final ဆိုတဲ့ခါကျတော့လေသူကွန့်သွားမလားတော့မပြောတတ်ပြီမဲ့လို့ကျွန်တော်စိတ်ထဲမှာတော့ဇူဘီမန်နီနဲ့ပဲထွက်လာလိမ့်မယ်လို့ပဲမျှော်လင့်ထားဟုတ်ကဲ့ညီလေးအဲ့ဒီမှာကိုကဒါဘာလို့မေးလဲဆိုတော့ညီလေးလည်းခံစားမိမှာပေါ့နော်ဒီဖူလမ်နဲ့ဒီတီကိုနဲ့ပထမကြောက်ကစားပွားပြီညီလေးက1-1သေးကြအဲ့ဒီကိုအကူကအာဆင်နယ်ကိုကြောက်စိတ်မရှိတော့တခြားပရိသတ်ပေါ့လေဟိုပရိသတ်တွေပြောသလို19သင်းပရိသတ်အနေနဲ့သူကြောက်စိတ်လုံးဝမရှိဘူးဒီအာဆင်နယ်ကြီးကကြောက်စရာမကောင်းဒါပေမဲ့ချက်ချင်းပဲအဲ့ဟိုဟာပေါ့နော်ကလာဖီယိုရီနဲ့မိုင်လီလူးစကယ်လီနဲ့ပါလာတဲ့ပွဲဖူလန်နဲ့ပွဲသူဇူဘီမန်ဒီနဲ့ဟင်ကာပီကိုအနားပေးခြင်းလို့သုံးတာလားတော့အကိုရေးရမသိဘူးပလန်ရှိလို့ပဲသုံးတာလားမဟုတ်အဲ့ပွဲရခြေစွမ်းကိုကြည့်တဲ့နောက်မှာဒါအာဆင်နယ်ဖလားရသွားပြီဆိုတာအကိုစိတ်ထဲမှာလည်းခံစားမိလိုက်တယ်ပေါ့နော်နိုင်တဲ့နိုင်ပွဲရဲ့ပုံစံကြီးကလည်းတော်တော်ကြီးကိုကျွတ်စင်လို့ပြောလို့ရတယ်တိုက်စစ်ကိုဘောလုံးတွေအများကြီးလွတ်တယ်ဆိုတော့ဒီနောက်ပိုင်းအဲ့ပွဲကစပြီးနောက်ပိုင်းပွဲ၄ပွဲကစားထားတယ်ပေါ့နော်ဒီကိုနဲ့ဒုတိယကြော်ရဲ့ပရီးမီးယားလိ3ပွဲအခုကိုတို့ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာတော့ဒါပွဲစဉ်38ကိုမကစားရသေးဘူးပေါ့လေဆိုတော့ဒီနောက်ဆုံး၄ပွဲမှာတော့ဇူဘီမန်ဒီကစားထားတဲ့မိနစ်90မှာတပွဲကမပြည့်ဘူးထင်တယ်ပေါ့လေဒါကြောင့်လည်းအကုန်မေးတာပေါ့ဆိုတော့ညီလေးဟုတ်တယ်တော်တော်လေးနေတယ်နော်ညီဆိုတော့ဒါ PSG ဘက်ကိုရောကိုတို့ပြောကြမယ်ဆိုတော့ဒီ PSG ကတော့ညီလေးလည်းသိမှာပေါ့present တွေအရန်ပေးတယ်ဂိုးသမားကို get it out ဒီဘေးကိုကန်ထုတ်ခိုင်းတယ်ပြန်မျက်ခြေလေးကိုဘောလုံးထည့်ခြင်းနဲ့ counter pressing ကိုထုတ်လုပ်ခြင်းနဲ့သူတို့ရဲ့ PR ပေးစနစ်ကြီးကိုကစားတဲ့အခါမှာသူတို့ကတကယ်မြေခွေးတွေလို့တော်ရိုင်းကလေးစံတွေလို့ကစားတယ်ကိုစီဘောလုံးရောက်သွားရင်ကျတော့ဒီဟိုဆရာနိုင်ပြောလို့ပဲကြပြားဆက်တယ်လို့ပဲအရန်နူးညံ့သိမ်မွေ့လုံးသွားကစားတယ်ဆိုအမေလဲစုံတယ်ညီလေး PSG ကိုညီလေးအာဆင်နယ်နိုင်မယ်ဆိုရင်ဘာကြောင့်နိုင်မလဲတကယ်လို့ပေါ့လေမပြောကောင်းမဆိုကောင်းပါအာဆင်နယ်အရေးနှိမ့်ခဲ့မယ်ဆိုလဲဘာကြောင့်အရေးနှိမ့်မယ်ဒါ PSG မှာဘလို့အားသာချက်အားနည်းချက်ရှိလဲပေါ့လေဒီလေးအမြင်လေးပါနေပယ်တော့မတူဘူးကွာဥမာအခုဆိုလို့ကျန် semi final မှာဆိုနေပယ်တူတဲ့နှစ်သင်းအာဒီတာနဲ့စင်ညိုနီနဲ့တွေ့ခဲ့လို့ပြောလို့ရတယ်ဟိုဘက်မှာလည်းဒါ company နဲ့Luis Enrique နဲ့တွေ့ခဲ့လို့ပြောတယ်နေပယ်တူတရားဘိုလူဘက်မှာကျန်နေပယ်မတူတဲ့နှစ်သင်းလာတွေ့မယ်ပေါ့လေဒီပေါ်ညီလေးဘလို့ခံစားရလဲ PSG ပေါ့ပေါ့ဟုတ်ကဲ့PSG ကတော့လက်ရှိမှာတော့ကျွန်တော်တို့ဘောလုံးတိုင်းဝိုင်းမှာတော့ထိတ်ဆုံးအသင်းလိုဖြစ်နေတဲ့ခါကျတော့ဟိုကြောက်စိတ်တော့ရှိရပါတော့ဘာပဲပြောဒါကတော့ဟို PSG နဲ့တွေ့မဲ့ကိစ္စကိုမကြောက်ပါဘူးပြောလို့ရှိရင်ဒါလင်ရကြအောင်နော် PSG ဆိုတော့လန့်တာပေါ့နော်ဒါပေမဲ့ဟိုနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ Arsenal trade match အနေနဲ့ပဲနိုင်သွားမယ်လို့ထင်တာပေါ့နော်ကိုယ်စိတ်ထဲမှာထင်တာတော့1-2 the Arsenal နဲ့ပဲသူတို့အနိုင်ကစားမယ်လို့ကျွန်တော်စိတ်ထဲမှာထင်တယ်အဲ့လိုမဟုတ်ရင်လည်းကျွန်တော်တို့ပွဲကိုဆက်ဆံသွားပြီးတော့ပဲအနိုင်ကစားလိမ့်မယ်လို့တော့ကျွန်တော်ကမျှော်လင့်ထားတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရှုံးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စောစီးစီးရိုက်ခံရပြီးရင်တော့ကျွန်တော်ရှုံးသွားမယ်လို့ထင်တယ်ပေါ့နော်ခုနကဇူဘီမန်ဒီသုံးမယ်ထင်တယ်ဆိုတာလေအဲ့ Lewis Kelly ဇူဘီကိုမသုံးဆိုလို့ရှိရင်ကျွန်တော်အရင် Lewis Kelly ကိုသုံးပါပေါ့နော် Kelly ကိုကြက်ကျွန်တော်ကဘယ်နေရာတွေကိုမှကြောက်တာလဲဆိုတော့သူ့ရဲ့အဲ့ဘောလုံးကင်တဲ့အချိန်တွေမှာနည်းနည်းကြောက်တာပေါ့နော် Kelly ကအဲ့နည်းနည်းအဲ့လိုဘယ်လိုပြောရမလဲဖင်ပေးပြီးတော့အဲ့လိုကာဗာလုပ်ပြီးတော့ခုတဲ့အနေထားရမှာခဏပါသွားတဲ့အချိန်တွေကအဲ့ရှစ်တရာဒီလုံးမှာလည်းမြင်ထားတဲ့ခါကျတော့
PSG ပေးမဲ့ pressure ကိုလည်းနည်းနည်းလန့်တာပေါ့နော်ဒါပေမဲ့ဟိုသူ့အနေနဲ့အဲ့ pressure ကနေပြီးတော့လွတ်ထွက်နိုင်တယ်ဆိုလို့ရှိရင်တော့ Arsenal အတွက်ကတိုက်စစ် chance တွေတော့အများကြီးရမှာပေါ့နော်ဒါပေမဲ့ Arteta အနေနဲ့အဲ့လိုမျိုးလောက်ပါမလားလို့လည်းကျွန်တော်တွေးမိရပါတော့သူ safe side ကိုပဲယူပြီးတော့အဲ့ကျွန်တော် sub piece တွေယူမယ်ဒါမှမဟုတ်လည်းအဲ့လိုပေါ့နော်အခွင့်ကောင်းယူပြီးမှပဲလုံးမဲ့သဘောမျိုးလားပေါ့နော်ကျွန်တော်ဘက်ကအဲ့လိုမျိုးတွေးမိတာပေါ့လေဒါပေမဲ့ဒါကတော့ပြိုင်ပွဲရမှာပဲမြင်ရမယ့်ကိစ္စဆိုတော့ဒါတော့ညီလေးအကိုကတော့လေဒီဟိုအကိုလည်းအဲ့လိုပဲထင်တယ်ညီလေးလိုပဲဇူဗီမန်ဒီယိုပဲဒီလိုဘိုလူပွဲမျိုးမှာတော့ဒီဘူဒါဘတ်မှာတော့ပွဲထုတ်လာလိမ့်မယ်လို့ပဲထင်တယ်ဘာလို့လဲဆိုတော့တရားတီလုံးမှာဇူဗီမန်ဒီကတကယ်တော့ကောင်းခဲ့တယ်ပေါ့လေဒီအာဆင်နယ်ပိတ်သက်တွေအနေနဲ့ကျတော့ဒီအနီးကပ်ဆုံးဒီဘုံမောက်ကိုရှုံးခဲ့တဲ့ပွဲတွေအစသဖြင့်ပေါ့လေဒီအနီးဆက်ဆုံးခြေချော်တဲ့ပွဲလေးမှာဒါဇူဗီမန်ဒီကိုဒါအနီးဆက်ဆုံးဟိုပုံရိပ်အတိတ်လည်းဖြစ်နေတာဟုတ်ဒါပေမဲ့တရားစီလုံးတောက်လျှောက်ခြင်းဇူမန်ဒီကတော်တော်ကောင်းခဲ့တယ်ဒါပေမဲ့သူပုမှလည်းဒီပွဲပန်းပြဿနာရှိတယ်တခါအဒီတာရဲ့ဒီ begin လုံခြုံရေးဘက်ကိုလိုက်ပြီးကစားတာမျိုးတွေရှိတဲ့အခါမှာအကိုတို့ဆိုလိုချင်တာဒီ Miley Lewis Kelly ဒီဇူမန်ဒီတက်ပိုကောင်းနေတယ်ဒီလိုကြီးဆိုလိုတာမဟုတ်ဘူးပေါ့လေဆိုတော့ကိုလည်း Declan Rice ရဲ့ဇူမန်ဒီရဲ့အတွက်ပဲပေါ်ထွက်လာလိမ့်မယ်လို့တော့ယူဆပါတယ်တစ်ဖက်မှာလည်းအဲ့လိုပဲအာဒီတာအနေနဲ့ကိုယ့်ရဲ့အာသာချက်တွေရှိတယ်ဗောလေဒါ set piece တွေဆိုလဲဒါအခုဆိုဒါအတူဘေးတွေနဲ့တော့ဒါဂိုးတွေတွန်းတက်နေပြီဆိုတဲ့အနေဒါတော့ဒီအာသာချက်ကြီးရတယ်တော်ကြည့်တယ်ဆိုတော့ညီလေးဒီတိုက်ဆက်ပိုင်းလေးဗောလေကျွန်တော်ဒီစကားရောက်ကရက်ရတော့ကျင်းသိမှနေတယ်ဘယ်ချမ်းဘသူဖြစ်မလဲညီဒီမာတင်နယ်လီကဒီကဒီချန်ပီယံကြီးတော်တော်ဂိုးတွေသွင်းတာနော်ဟိုဖလီဖိတ်မှာတော့တော်တော်သွင်းခဲ့တာဟုတ်ကျွန်တော်ထင်တာတော့ဘယ်ချမ်းအဲ့ short သုံးပြီးတော့ပဲဒုတိယပိုင်းမှာပဲမာတင်လိုင်းနဲ့တင်မလားပေါ့နော်အဲ့လေးတော့မြို့အဲ့လိုများဖြစ်မလားလို့ထင်တာပေါ့နော်Trossard ကလည်းသူကလည်းကောင်းတဲ့အချိန်တွေကြလည်းတော်တော်လေးကောင်းပါတယ်ကြိုက်တဲ့အချိန်တွေတော်တော်ရှိတယ်တခါလေကြလည်းဖြုံးအဲ့လိုဖြုံးလာဆိုတဲ့သူကလည်းအဲ့လိုပေါ့နော်ဘောလုံး6ထဲမှာကင်ထားပြီးတော့လုံမလို့မလုံဘူးလို့နဲ့အဲ့လိုဘောလုံးပြတ်သွားတဲ့အနေထားရလည်းရှိတဲ့အခါကျတော့လန့်တာပေါ့နော်ဒါပေမဲ့မာတင်နယ်လီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခံစစ်အတွက်ကိုတော့ပို့ပြီးတော့ဟို truck back လုပ်ပေးရရတော့မြင်ရမှာပေါ့နော်ကျွန်တော်ထင်တော့အဲ့လိုပေါ့နော် Trossard ကိုတုံးကြည့်ပြီးတော့မှပဲမာတင်နယ်လီထည့်လိမ့်မလားပေါ့ပြီးမှပဲဇွတ်ပြေးခိုင်းလိမ့်မလားတော့မပြောနိုင်သေးဘူးပေါ့နော်ကျွန်တော်ကတော့ Trossard ပဲသုံးမလားလို့ပဲပေါ့နော်ဒါပေမဲ့နှစ်ယောက်လုံးကတော့သူ့ဟာနဲ့သူတော့အကျိုးတော့ရှိပါတယ်ဟုတ်ပါတယ်ညီလေးဒါကကျွန်တော်တို့ကဒီကျန်တဲ့ဝက်ထက်ဆက်တယောက်မှာဒီ200တယောက်ပဲစိတ်ဝင်စားတာရှိတာပေါ့ကျန်တဲ့ကစားသမားတွေကဒါအာဆင်နယ်ပိတ်သက်တွေလည်းတည်ပြီးသားပေါ့လေညီလေးဆိုတော့အကိုတို့ပြောတာကလည်းဒါမိနစ်20နီးပါးတော့ရှိသွားပြီပေါ့နော်ဒါညီလေးအတွက်လည်းဒါဂုဏ်ယူပါတယ်အာဆင်နယ်ဒါပရီးမီးယားလိဖလားရသွားတာတကယ်ဟိုချန်ပီယံလိဘောလုံးပွဲမှာလည်းထပ်ပြီးတော့ချန်ပီယံလိဖလားကြီးကိုသိမ်းပိုက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ညီလေးဒါဟိုအာဆင်ဟုတ်အဲ့ဒါတော့ကျွန်တော်ချန်ပီယံအခုလာမယ့်ချန်ပီယံလိဖလားနဲ့ပတ်သက်လို့ပေါ့နော်ဒီခံစားချက်လေးနည်းနည်းပေါ့နော်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်ဒီကြည့်မိလိုက်တဲ့အနေထားမှာကျွန်တော်တို့အသင်းကနောက်ဆုံးကျွန်တော်တို့10နှစ်လောက်အတွင်းမှာဗျာဥမာဒီအသင်းကြီး6သင်းရှိရဆိုလို့ရှိရင်လီဗာပူးကချန်ပီယံလိရထားတာမကြသေးဘူးပေါ့နော်ပြီးရင်ချက်စီလည်း2021မှာရထားတယ်ဒီနောက်တစ်သင်းကဟိုဗာလဲပြောမလို့စီးတီးပေါ့နော်စီးတီးကလည်းချန်ပီယံလိရထားမကြသေးဘူးပြီးတော့ကျွန်တော်တို့ရဲ့ဒီခါတီးပြိုင်ဘက်ဖြစ်တဲ့စပါပေါ့နော်စပါကမနေ့ကရာဒီမှာချန်ပီယံလိမဟုတ်တော့ညာလည်းပဲဥရောပဖလားတစ်ခုကိုရထားတာဗျာ United ကလည်းUnited ချန်ပီယံလိရခဲ့တာကတော့နည်းနည်းတော့ကြာပြီပေါ့နော်နည်းနည်းတော့ကြာပြီဒါပေမဲ့ तू က2019မှာဟိုယူရိုပါလိရလိုက်သေးရဲ့ဗျာအဲ့ခါကျတော့နောက်ဆုံး10နှစ်အတွင်းမှာကျွန်တော်တို့ဥရောပဖလားနဲ့ဒီကင်းနေရကျွန်တော်တို့အသိမဲ့ရှိတယ်တကယ်တော့တမိုင်းတစ်ချောင်းလုံးကိုကင်းနေရပါတော့ဒါပေမဲ့လက်ရှိအနေထားမှာကကျွန်တော်တို့အနည်းဆက်ဆုံးအနေထားဗျာဒီအနေထားကြီးရောက်ပြီးမှနောက်နှစ်ကိုပြန်သွားဖို့ဆိုတော့ကျွန်တော်မလွယ်ဘူးလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ချန်ပီယံလိကအဲ့လောက်ကြီးထိအဲ့လောက်လွယ်နေတဲ့ဒီ tournament မဟုတ်ဘူးပေါ့နော်အဲ့ခါကျတော့ဒီလိုမျိုးကျွန်တော်တို့လည်း2006နောက်ပိုင်းမှာပြန်ရောက်တာဆိုနှစ်20ပေါ့နော်နှစ်20ရှိသွားမှပြန်ရောက်တဲ့နေရာမှာကျွန်တော်ကတော့ဟိုဒီအခွင့်အရေးကကျွန်တော်တို့ရဲ့ဒီဥရောပဒီအမြုံဆိုတာရောဥရောပမှာဥရောပဖလားတစ်လုံးအောင်မရှိနေသေးတဲ့အသင်းအဖြစ်ရှိနေတဲ့အနေအထားနဲ့ရုံထွက်ရမယ့်ပွဲဖြစ်တာကြောင့်ဒီပွဲကိုဘလို့ဖြစ်နေကိုအနိုင်ယူရမယ့်အနိုင်ကိုနိုင်ရမယ့်ပွဲလို့ပဲမျှော်လင့်ထားတာပေါ့နော်ပြီးတော့ကျွန်တော်ကဟိုအင်အားကြီးတာနဲ့အင်အားသေးတဲ့ဥစ္စာကိုလည်းပဲဟိုအရင်ကြီးဗျာဥမာအင်အားအရင်ကြီးနေရပါတော့ဥမာဒီတနက်နဲ့လာပြစ်တာကိုဓာတ်နဲ့ပြန်ပြီးခိုးရလောက်တဲ့အဆင့်ဆိုလို့ရှိရင်တော့ဒီဘာပိုင်းတွေပါတွေကိုကျွန်တော်အရင်ကြီးထက်မစင်းစားပေမဲ့လို့ PSG နဲ့ Arsenal အနေထားမှာသူ2နဲ့သူတော့သူ့ပြွာနဲ့သူလုံးလို့ရမယ့်အနေထားရှိနေတဲ့ခါကျတော့ကျွန်တော်အဲ့ပေါ့နော်ဒီအသင်းကြီးအသင်းဘလောက်ပဲ
အသင်းကြီးနေပါသေးကျွန်တော်တို့ဟိုအဲ့အသင်းကြီးတစ်သင်းကိုရက်တက်မဲ့အသင်းကအသင်းကြီးဖြစ်ရမယ်ဆိုတော့ဒီယူဆချက်မျိုးတော့ကျွန်တော်မှမရှိဘူးပေါ့နော်အသင်းလေးတစ်သင်းကလည်းအသင်းကြီးတစ်သင်းကို viewer နဲ့အလဲထိုးလို့ရတယ်ပေါ့နော်စိတ်ဓာတ်နဲ့ viewer နဲ့အလဲထိုးလို့ရတဲ့ခါကျတော့ကျွန်တော်အနေနဲ့အဲ့လိုပဲယုံကြည်ထားရပေါ့နော်ဒါကတော့ကိုယ့်ရဲ့ယုံကြည်ချက်ပေါ့နော်အဲ့ခါကျတော့ဘယ်လိုပဲအားကြီးနေပါသေးကျွန်တော်တို့ဒီလိုမျိုးအနေထားတွေရှိနေရအနေထားပြီးတော့ဒီ Premier League ကိုလည်းပူနွေးနွေးရထားတဲ့အနေထားမှာဒီစိတ်ဓာတ်တွေကိုလည်း boost လုပ်ပြီးသားဖြစ်မယ်လို့ထင်တယ်အဲ့ခါကျတော့ကျွန်တော်ကတော့ဒီ Champions League Flower ကိုကျွန်တော်တို့ဒီမြောက်လန်တဲ့ F5 ကိုအပြီးတည်လာဖို့ပဲမျှော်လင့်ထားရပါတော့ဟုတ်ကဲ့ပါညီလေးဟိုအာဆင်နယ်ပြည်သက်တွေလည်းတော်တော်လေးအားရှိသွားမှထင်တယ်ညီလေးပြောတာကိုလည်းစက်သိန်းတောင်ထားတယ်ပေါ့နော်မှန်ပါတယ်ဒါအသင်းကြီးတစ်သင်းကိုရက်တန်ဖို့ကအသင်းကြီးဗဇက်အသင်းကြီးဖြစ်နေကြမှာမလိုတာပေါ့လေပြီးတော့တကယ်မြေပြင်အခြေအနေမှာလည်းအခုခုနပြောသလိုပဲတီကိုနဲ့ပထမကြော့ကစားပြီးချိန်အထိကအဲ့ဒီချိန်မှာဒါအာဆင်နယ်ဘလူးဝက်တက်သွားမယ် PSG နဲ့တွေ့မယ်ဆိုတော့ကိုဟိုဒီတိုင်းကိုကအာဆင်နယ်ပြည်သက်မဟုတ်တဲ့အခါကျတော့ဘယ်သူနိုင်လဲပို့ဆွဲရင်ကိုကတာတဲ့တင်းပို့ဆွဲမယ်ပဲကိုပြောမှာပေါ့လေဒါပေမဲ့အဲ့ဖူလန်နဲ့ပွဲရစပြီးအာဆင်နယ်ပြောင်းလဲသွားတဲ့ကစားဟန်တချို့ကွင်းထဲကိုထည့်လိုက်တဲ့ကစားသမားတချို့ရဲ့skate set ကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်အာဒီတာဖြေလျှော့ပြီးရလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ပုံစံဒီဖူလန်နဲ့ပွဲရပုံစံတီကိုနဲ့ဒုတိယကြောကပုံစံဒီနောက်ပိုင်းပွဲတွေကပုံစံအရဆိုရင်တော့ဒါမှန်ပါတယ်ဒါအာဒီတာမှာလည်း PSG တဲ့မတူတဲ့ပေါ့လေတာတာတွေမတာတာတွေကျွန်တော်မသိဘူးမတူတဲ့ rules တွေတော့တကယ်ကိုရှိနေတယ်ဆိုတော့ဘိုလူပွဲဒီဘူဒါပက်စ်မှာ20ပွဲနေရမှာဘာတွေဆက်ဖြစ်သွားမလဲကျွန်တော်တို့အတူတူစောင့်ကြည့်ကြတာပေါ့လေညီလေးနော်ဆိုတော့ဒီအခု channel ကိုလာပြီးတော့ join ပြီးတော့ပတ်မိုးပေးတဲ့အတွက်လည်းညီလေးကိုအများကြီးကျေးဇူးတင်ရှိပါတယ်ညီလေးနော်ဟုတ်ကဲ့ပါအခုဟုတ်ကဲ့ပါညီလေးဟုတ်ကိုလည်းဂုံယူပါတယ်ညီလေးပြောရတာမိနစ်တည်းကပြောရတယ်ပြောရတဲ့တွေကလည်းကိုပြောခဲ့ပါနော်တွေ့တာလည်းကြာပြီဟုတ်ကဲ့ပါဒါပရိသတ်များအား Press MU channel ကိုစောင့်ကြည့်အားပေးနေတဲ့ပရိသတ်များအားလုံးပဲဒါကျွန်တော်ညီကိုနှစ်ယောက်တင်ဆက်ပေး